ကျွန်တော်တို့ပါဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းကတော့တိတ်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ1နဲ့တပ်မ9တပ်ဖွဲ့တစ်ခုလုံးအာရခန်တပ်တော်အေထန်လက်နက်ချအလင်းဝင်ဆိုတဲ့သတင်းနဲ့အာရခန်တပ်တော်အေနဲ့တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေရောက်လာပါကခုခံမတိုက်ပဲအလံဖြူထောင်ရဲ့ရေကြီးမြို့နယ်ရဲစခန်းမှုညွန်ကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်ခင်ဗျကြောက်ဖြူမြို့မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ1နဲ့တပ်မ9ပူးပေါင်းတပ်ဖွဲ့တစ်ခုလုံးဟာအာရခတ်တပ်တော်အေထန်လက်နက်ချအလင်းဝင်ခဲ့လို့သတင်းရရှိပါတယ်။အဲ့ဒီတပ်ဖွဲ့တွေမှာမေလာအတွင်းကလက်နက်ချအလင်းဝင်ခဲ့ကြပြီးအဲ့ဒီမှာစစ်ကြောင်းမှုတရင်မှုအဆင့်တွေလည်းပါဝင်ရလို့အာရခတ်တပ်တော်အေနဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်။လက်နက်ချအလင်းဝင်လာတဲ့ကျမ်းပတ်စစ်ကောင်စီတပ်ဖွဲ့တွေဟာအာရခတ်တပ်တော်အေထိန်းချုပ်ထားတဲ့မင်းတပ်တောင်ကိုထိုးစစ်ဆင်တိုက်ခိုက်ဖို့လာတဲ့တပ်မ1နဲ့တပ်မ9ပူးပေါင်းတပ်ဖွဲ့မှာတပ်ဖွဲ့ဝင်တွေဖြစ်ကြပြီးပြိုင်စစ်ကေရောနဲ့မင်းတပ်တောင်ကြားမှာစစ်မတိုက်လို့တော့ပဲအာရခတ်တပ်တော်အေထန်လက်နက်ချအလင်းဝင်ခဲ့တာဖြစ်တယ်လို့အဲ့ဒီစစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်အဲ့ဒီကျမ်းပတ်စစ်ကောင်စီတပ်သားတွေဟာရဲတပ်ရင်ကနေထွက်လာတဲ့စစ်ကြောင်းဖြစ်ပြီးအာရခတ်တပ်တော်အေထိန်းချုပ်ထားတဲ့နေရာတွေကိုပြန်ထိုးစစ်ဆင်တိုက်ခိုက်ဖို့အထက်ကအမိန့်ပေးစစ်လွတ်လိုက်ပြီးစစ်မတိုက်ကျင်တော့တဲ့အတွက်အာရခတ်တပ်တော် AAC အလင်းဝင်လာကြတာဖြစ်ပြီးတရင်တစ်ခုလုံးစစ်အင်အား80နီးပါးရှိရလို့သိရပါတယ်။ဆိုမှတရင်ဟာအာရခတ်တပ်တော် AAC မှာလက်နက်ချအလင်းမဝင်ခင်ကလေးကအလင်းဝင်ရန်ဆက်သွယ်စူးစမ်းခဲ့ကြပြီးတရင်တစ်ခုလုံးလက်နက်ချအလင်းဝင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။စစ်ကြောင်းကိုဥဆောင်တဲ့တရင်မှုအရာရှိအစစ်ယာတို့ကြီးအလည်းပါဝင်ပြီးအာရခတ်တပ်တော် A ကတရားဝင်မထုတ်ပြန်သေးတဲ့အတွက်နှမ်းမြင်ယာတို့အဆင့်တွေကိုပြောပြဖို့ခက်ခဲရလို့စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။ကြောက်ဖြူအခြေဆိုင်တရင်တွေမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေအကြအဆုံးများပြားနေပြီးထွက်ပြေးမှုတွေများလာတဲ့အတွက်တင်းကျပ်ခြင်းကိုခံရတာဖုံးတွေကအစဆက်သွယ်ခွင့်ပိတ်ထားတဲ့အပြင်အနိကစောင့်ကြည့်ချင်းချောက်ခြင်းကိုလည်းခံရတယ်လို့စစ်တပ်မိသားစုဝင်တူကဆိုပါတယ်။ကြောက်ဖြူတိတ်ပွဲအတွင်းကစင်ကလျန်ထွက်ပြေးလွတ်မြောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုအာရခတ်တပ်တော် A ကနေ့စဉ်နဲ့အမျှဖမ်းဆီးရမိနေပြီးတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့တပ်မမှုအဆင့်ရှိသူဒုဗိုလ်ကြီးတူကိုလည်းအာရခတ်တပ်တော် A ရဲ့စနိုက်ပါလက်ချက်နဲ့ချေမှုန်းခံလိုက်ရပါတယ်။မေလ30ရက်နေ့ကလည်းကြောက်ဖြူမြို့နယ်မင်းတပ်တောင်ကျော်မြောက်ဘက်မီတာ600ကွန်မှာရှိတဲ့စက်မှုလက်မှုတင်တန်းကျောင်းမှာတက်ဆွဲနေတဲ့ကျမ်းဘတ်စစ်ကောင်စီတပ်ဟာအာရခတ်တပ်တော် A ကိုထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်နှစ်ဖက်တိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးအဲ့ဒီတိုက်ပွဲမှာကျမ်းဘတ်စစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းဒုဗိုလ်မှူးကြီးကျော်လင်းကြိုင်နဲ့စစ်သုံးပန်း15ဦးကိုအာရခတ်တပ်တော် A ကအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ဒါ့အပြင်အာရခတ်တပ်တော် A နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရောက်လာပါကခုခံမတိုက်ပဲလမ်းဖြူထောင်ရန်ရေကြီးမြို့နယ်ရဲစခန်းမှုကညွှန်ကြားထားဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးသွားခြင်းပါတယ်ခင်ဗျ။အေယာဝတီတိုင်းကျုံးပြော်ခရိုင်ရေကြီးမြို့နယ်အတွင်းအာရခတ်တပ်တော် A နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရောက်ရှိလာပါကခုခံတိုက်ခိုက်ခြင်းမပြုလုပ်ပဲအလံဖြူထောင်ရန်ရေကြီးမြို့နယ်ရဲစခန်းမှုကလက်ခံရစ်တပ်ဖို့ဝင်များကိုညွှန်ကြားထားတယ်လို့ရေကြီးမြို့နယ်ရဲသတင်းရင်းမြစ်သူကပြောကြားထားပါတယ်။လက်ရှိအာရခတ်တပ်တော် A နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဟာရေကြီးမြို့နယ်ကွာငတိုင်းကျောင်းလမ်းပေါ်မှာရှိတဲ့အမြောက်တပ်344ကိုဇွန်လ17ရက်နေ့ကစတင်ကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပါတယ်။အဆိုပါအမြောက်တပ်344ဟာပသိမ်မုံရွာလမ်းကွာငတိုင်းကျောင်းလမ်းအနီးမြောက်ဆိုင်ကျေးရွာမှာတည်ရှိပြီးအဲ့ဒီအမြောက်တပ်ကိုသိမ်းပိုက်နိုင်ပါကအာရခတ်တပ်တော် A နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဟာကျုံးပြော်မြို့နယ်အထိစစ်ရေးချင်းချောက်လာနိုင်တယ်လို့သိရပါတယ်။အာရခတ်တပ်တော် A နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဟာအမြောက်တပ်344ရဲ့ပိမတ်တပ်စခန်းကိုဝင်ရောက်နိုင်ပြီလို့သတင်းများထပ်ပေါ်နေသလိုအဲ့ဒီတပ်ရင်းကိုသိမ်းပိုက်နိုင်ခဲ့ပြီလို့လည်းသတင်းများထပ်ပေါ်နေပါတယ်။အကြမ်းဖက်စစ်ကောင်စီအနေနဲ့အမြောက်တပ်344ကိုလွတ်လိုက်ရပါကရေကြီးမြို့နယ်နဲ့ငတိုင်းကျောင်းမြို့များကိုအာရခတ်တပ်တော် A နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရဲ့စစ်ရေးအရချင်းချောက်လာနိုင်ပွဲရှိနိုင်တယ်လို့စစ်ရေးသုံးသပ်သူများကခံမှန်းနေကြပါတယ်။ဒီနေ့တင်ဆက်ပေးတဲ့သတင်းကတော့တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ1နဲ့တပ်မ9ပူးပေါင်းတပ်ဖွဲ့တစ်ခုလုံးအာရခတ်တပ်တော် A ထံလက်နက်ချအလင်းဝင်ဆိုတဲ့သတင်းနဲ့အာရခတ်တပ်တော် A နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေရောက်လာပါကခုခံမတိုက်ပဲအလံဖြူထောင်ရန်ရေကြီးမြို့နယ်ရဲစခန်းမှုကညွှန်ကြားထားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ခင်ဗျ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းများကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျအခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ
။